ဒီနေ့လေစီပြက်ဟင်းနေမစားချင်တာနဲ့ငဖဲအစိမ်းချက်လေးကိုချမောင်နဲ့မြင့်လေးနဲ့ရောကြော်စားဖြစ်ပါတယ်ရှင်။အရင်ဆုံးမြင့်လေးကိုပြုတ်ပြီးတော့ချမောင်ရွက်ကိုလည်းခြေထားလိုက်ပါတယ်ရှင်။ငဖဲကိုလည်းကြက်သွန်ဖြူချင်းရဲ့စားစနင်းလေးရဲ့ထည့်ပြီးစီးပိုင်နေအောင်ထောင်းထားပါတယ်ရှင်။ကျက်သွန်ဖြူနီရောင်တင်မှုတ်စီတက်တာလေးမွေးလာရင်ငပိလေးရယ်ငပြာရည်လေးရယ်ထည့်ပြီးတော့စီတက်ပေးပါတယ်ရှင်ငပိစီတက်တာလေးမွေးလာရင်တော့ငဖဲထောင်းထားတာလေးကိုတေချာလေးအလုံးလေးတွေလုံးပြီးတော့စီထားပေးပါတယ်ရှင်ပြီးရင်တော့ငဖဲလေးတွေမကြေသွားအောင်လို့တေချာလေးထည့်မွေပြီးတော့စီတက်ပေးပါတယ်ရှင်ဖဲလေးတွေအပေါ်ရန်ကြောတင်ပြီးတက်လာပြီဆိုရင်တော့ပြုတ်ထားတဲ့မြစ်လေးပါထည့်ပြီးတော့မွေပေးပါတယ်ရှင်မြင့်နဲ့ငဖဲလေးတွေရောကြော်ပေးလိုက်တာတေချာလေးရတာဝင်လာပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးခဏကျက်သွားအောင်တည်ပေးပါတယ်ရှင်ဖုံးလေးအုပ်ပြီးတည်သွားပေးလိုက်တာစီပြန်လာပြီဆိုရင်တော့ခြေထားတဲ့ချမောင်ရွက်လေးတွေထည့်ပြီးတော့လုံးပေးပါတယ်ရှင်အားလုံးတသားလေးဖြစ်အောင်တေချာလေးမှွေပြီးသွားရင်တော့ရင်နွေးလေးထည့်ပြီးတည်ပေးလို့ရပါပြီရှင်ဒီဟင်းလေးကလေအရေတောက်ပုံစံမဟုတ်ပဲနဲ့အရေဆက်ဆက်လေးပဲစားချင်တာမို့လို့ရင်နွေးနည်းနည်းပဲထည့်ထားပါတယ်ရှင်အရသာအတွက်ကငန်းပြားရည်နဲ့ချုံမုံနှဲငယ်လေးထည့်ပေးထားပါတယ်။ပြီးရင်တော့ဟင်းအိုးလေးပြန်ပွက်လာအောင်ဖုံးလေးအုပ်ပြီးတည်ပေးထားပါတယ်ရှင်။ဟင်းအိုးလေးပြန်ပွက်လာပြီဆိုရင်တော့ငရုတ်သီးစိမ့်ထချမ်းခွဲရတာလေးတွေအုပ်ပြီးတော့အရသာအပေါ့ငံပြီးမျိုးဝါချလို့ရပါပြီရှင်။အားလုံးပဲလက်ချက်စားကြည့်ကြပါဦးရှင်။ Bye